In Myanmar, the Shelter NFI and Camp Coordination and Camp Management Cluster works to ensure that no displaced community gets left behind. As part of localization efforts, a series of trainings have been carried out since 2021 to enhance the ability of local organizations to better respond to the growing needs across the country. This capacity development program is based on sustainability and national ownership. To achieve this, participants from basic trainings are being given an opportunity to become CCCM certified trainers. By participating in this capacity development program, humanitarians from local organizations are empowered to lead CCCM programming to better serve displaced communities. Classes ဆိုတာကတော့ကျမတို့အခုဒီ Shelter NFI CCCM ပေါ့နော်ဒါကိုစုဖွဲ့ထားတဲ့အစုဖွဲ့ဖြစ်တယ်ဒီမှာကဒေတာအဖွဲ့အစည်းတွေပါတယ်ဒေတာ NGO တွေပါတယ် UN အဖွဲ့အစည်းတွေပါတယ်ဒီသင်တန်းနေတစင်ကျမတို့ကတော့ TOT 3ခုကိုကျမတို့ရည်ရွယ်ထားတယ်မတူညီတဲ့ဒေတာ3ခုကနေပြီးတော့သင်တန်းဆရာအနည်းဆုံးအယောက်50လောက်ထွက်လာပြီးတော့နောက်နှစ်ခါမှာသင်တန်းဆရာတွေအနေနဲ့အလုပ်လုပ်နိုင်သွားဖို့ကျမတို့လည်းမျှော်လင့်ပါတယ်Camp Coordination ဆိုတာကစခန်းရဲ့ညှိနှိုင်းရေးပိုင်းမှာတာဝန်ယူလုပ်ဆောင်ခြင်းပိုင်းဖြစ်ပါတယ်ပေါ့ Camp Coordination ဆိုတာပေါ့နော်စခန်းထဲမှာအဓိက logo လိုအပ်တယ်ပေါ့နော်ကျမတို့ပစ္စည်းတစ်ခုပံ့ပိုးတာပဲဖြစ်ဖြစ်သူတို့ဘက်ကနေတောင်းဆိုတာဖြစ်ဖြစ်သူတို့ရဲ့လိုအပ်ချက်သူတို့ရဲ့အခက်အခဲသူတို့ရဲ့အကျိုးခံစားမှုကိုဒီဟာတွေသိအောင်တင်းချက်လက်ရယူခြင်းဖြစ်တဲ့အတွက်ညှိနှိုင်းခြင်းကအရေးကြီးပါတယ်ပေါ့ Camp Management အနေနဲ့ကျွန်တော်တို့ကခံရဲ့ပေါ့နော် overall management ပေါ့နော်လုံခြုံရေးကနေစပေါ့နော်ပြီးရှင်သူတို့ရဲ့ food security wash အဲ့ဒီကနေစပေါ့နော်ဒီလုပ်ငန်းစဉ်တွေကိုဒီ camp committee တွေနဲ့ပေါ့နော်ပူးတွဲပြီးမှ management လုပ်ရတဲ့အပိုင်းဖြစ်ပါတယ်ပေါ့ camp management ကဘာဖြစ်လို့အရေးကြီးလဲဆိုလို့ရှင်ကျွန်တော် camp မှာနေတဲ့ကျွန်တော်တို့ရဲ့လူထုတွေအားလုံးကသူတို့ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ပြီးမှသူတို့ကိုယ်တိုင်ဦးဆောင်ပြီးမှပေါ့နော်သူတို့ရဲ့ဘဝနေ့စဉ်နေ့ညပေါ့နော်ဒီစီမံခန့်ခွဲမှုမှာတို့ပူပေါင်းဆောင်ရွက်ရမယ်တာဝန်ယူရမယ်တာဝန်ခံရမယ်ဆိုတဲ့ဟာပူမှာသိရှိလာတယ်ပြီးရှင်တို့ရေရှည်တည်တတ်တဲ့ management ပေါ့နော်ရေရှည်တည်တတ်တဲ့ရည်တည်ချက်တွေကိုတို့ခြေတော့ပေါ်တို့ရည်တည်မှာဥဆောင်နိုင်တဲ့အတွက်ကြောင့်မလို့ဒါဟာအင်မတန်ကိုမှအရေးကြီးပါတယ် UNHCR as a Shelter NFI CCCM cluster lead, we have been providing lots of CCCM trainings. With this TOT, we expect to receive more and more trainers. We are training 22 participants in this training. We can produce more trainers within the country so that the trainers can help training more communities. Cluster ရဲ့ CCCM TOT တရားရည်ရွယ်ခြင်းကကျမကိုယ်တိုင်လည်းဒီတာဝန်ပေါ့နော် CCCM coordinator တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေရဖြစ်တဲ့အတွက်ကျမကဒီ TOT တင်တန်းကို logo လိုအပ်တယ်ဒါမှကျမရဲ့စခန်းနယ်လူထုတွေကျမပြန်လဲပြီးမှဝင်များလို့ဆောင်နိုင်မှာပေါ့နော်အဲ့တော့ကျမအတွက်အရေးကြီးပါတယ်ရောက်ခါစားပထမနေ့ဒုတိယနေ့နဲ့ဆိုလို့ရှိရင်ဒီနေ့၄ရက်မြောက်နေ့ကအရန်ကြီးကွာခြားသွားတယ်လို့စိတ်ထဲမှာခံစားရတာပေါ့နော်ကျွန်တော်တို့တွေကအရင် CCM ရဲ့ basic knowledge ကတော့ဒီအခြေခံပေါ့နော်ဘုဒ္ဓတာကတော့ကျွန်တော်တို့စီမှာတော့ရှိထားပြီးသားလည်းတော့ဖြစ်တယ်ပေါ့နော်အခုဒီမှာ TOT မှာじゃကျွန်တော်တို့အနေနဲ့သင်တန်းပြန်ပြီးပေးမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလူတိုင်းနားလဲလွယ်အောင်ဘယ်လိုပုံစံမျိုးနဲ့ပေးကြမလဲပေါ့နော်ဒီအချက်လေးလည်းရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့လာတဲ့သူတွေကဆိုရင်အဖွဲ့အစည်းတွေမတူဘူးနေရာတွေမတူဘူးပေါ့နော်အဲ့တော့သူတို့မှာရှိနေတဲ့ knowledge တွေရောဒီဟောပေါ့နော် background တွေကလည်းမတူညီကြဘူးပေါ့နော်အဲ့တော့ဒီဆွေးနွေးတဲ့အခါမှာဆိုလို့ရှိရင်မတူညီတဲ့ဘုဒ္ဓတာတွေလည်းကြားရတယ်ပေါ့နော်အတွေ့အကြုံတွေပေါ့နော်အတွေ့အကြုံတွေကိုလည်းကြားရတယ်နောက်တစ်ခုကတယောက်နဲ့တယောက်မှမတူညီတဲ့အရေးချင်းတွေလည်းရှိတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့အတူတူ crew work တွေလုပ်ရင်းပေါ့နော်ဆွေးနွေးကြရင်လည်းမြင်ရတယ်ပေါ့နော်သူ့မှာရှိနေတဲ့ကောင်းတဲ့ချက်လေးတွေဆိုလို့ရှိရင်ငါတို့သင်တန်းကြလို့ရှိရင်ဘယ်လိုလေးပြန်သုံးလိုက်မယ်ဆိုတဲ့သင်ခန်းစာလေးလည်းရတဲ့အတွက်ကြောင့်မလို့အရန်ကိုမှကိုလေးimprove ဖြစ်လာရလို့ခံစားရတာပေါ့နော်ဆိုတော့ကျွန်တော် day 1မှာသူတို့9မိနစ်စာတင်ဆက်မှုလုပ်ခိုင်းပါတယ် participant တွေကိုယ်တိုင်ကသူတို့ရဲ့သိရှိထားမှုတွေလေ့လာထားမှုတွေကိုဒီ9မိနစ်ထပ်ပို့ပြီးမှသူတို့တင်ဆက်ချင်တာတွေ့ရတယ်။ဒါပေမဲ့အဲ့ဒီမှာသူတို့ကဘာတွေသတိမထားမိလဲဆိုရှင်သူတို့တင်ဆက်တဲ့9မိနစ်တာကာလမှာဆိုရှင်ပါဝင်တဲ့ပရိသတ်တွေကဆိုစိတ်ဝင်စားမှုရှိသလားပရိသတ်တွေကအကျိုးရှိသလားပရိသတ်တွေရောဒီဟာကိုလက်တွေ့အသုံးချနိုင်မလားဆိုတာကိုသူတို့ကစဉ်းစားမှုတွေသိမတွေ့ရဘူးဆိုတော့ D2 မှာဒါကိုကျွန်တော်ပြန်ပြီးမှသုံးသပ်မှုလုပ်တဲ့ချိန်မှာဆိုရှင်တော့ D2 ရဲ့ presentation ကပိုပြီးကောင်းမှုလာတာရလဒ်ကိုတွေ့ရတယ်သူတို့ရဲ့တင်ဆက်မှုဆိုရင်ပိုချစ်လက်တဲ့အတုံးလုံးတွေချစ်လက်တဲ့သတင်းချက်တွေသူတို့ထည့်သွင်းတာတွေ့ရတယ်အမှတင်ဆက်တဲ့တပ်ပုံတွေနဲ့ graphic တွေအဆိုရှင်လည်း data နဲ့ပိုလဲလုံးညှိမှုရှိတယ်
ပါဝင်နေတဲ့လူတွေနဲ့ပူပြီးမှတည်င်းချက်တို့ဝင်ငှနိုင်တဲ့ဒီတင်ဆက်မှုအနေထားဖြစ်လာတော့ကျွန်တော်တွေ့ရပါတယ် အမြင်ဖွင့်ရုံနဲ့ကျွန်တော်ဒီ gender based violence ကိုကျွန်တော်အမြင်ဖွင့်သွားတာနဲ့ do not harm ကိုလည်းစဉ်းစားရမယ်ရှေ့တနေ့ကကျွန်တော်ပြောပြသွားတယ် do not harm ကိုအရင်စဉ်းစားရမယ်ပထမဆုံးအရေးကြီးတဲ့ဟာကျွန်တော်တို့ theory ဆိုတာထက်ကျွန်တော်တို့ဘေးနီးပြီးခါဘေးချင်းကနေကကုကဲမှာအတွက်အဆင်ပြေမလဲဆိုတဲ့ဟာကိုကျွန်တော်တို့ခွဲချမ်းစိတ်ဖြာတယ်ပေါ့နော် analyze လုပ်တဲ့ဟာကအရန်ကိုကျွန်တော်တို့ lesson learn ဖြစ်တယ်ပေါ့နော်နောက်တစ်ချက်ကတော့ဒီချင်းကတဲ့ပုံစံတွေမှာကျွန်တော်တို့ဘာအားနည်းချက်တွေရှိလဲပြီးရှင်နောက်ထပ်ကျွန်တော်တို့ဘာ approaches ကကိုယ်တိုင်ဖန်တီးလို့ရလဲဆိုတော့ innovative way ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့အများကြီးသုံးသပ်မယ်စွမ်းဆောင်ရည်မြင့်တင်ဖို့တင်နန်းဆိုတာကအရန်ကိုလက်တွေ့ကြတယ်ပေါ့နော်ကျမတို့ဒီတင်နန်းကစာတွေ့ပဲသွားတာမဟုတ်ဘူးလက်တွေ့ကိုလည်းလုပ်ရတယ်လက်တွေ့ကိုလုပ်ရတဲ့အခါကျတော့တင်နန်းသားတွေအနေနဲ့ခေါင်းစဉ်တစ်ခုစီယူပြီးတော့ဥဆောင်ပြီးတော့ဆွေးနွေးသွားတဲ့အချိန်မှာကျမတို့တင်နန်းဆရာတွေအနေနဲ့သူတို့ကိုတင်နန်းတစ်ခုကိုဘယ်လိုထိရောက်ရောက်လုပ်ရတယ်လဲဆိုတော့နည်းပညာတွေကိုကျမတို့ကပြီးပါတယ်အထူးကကြတော့ပေါ့နော်ဘယ်လို scale မျိုးတွေတိုးတက်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့facilitation scale ပေါ့နော်တင်နန်းတစ်ခုကိုပြီးတော့မယ်ဆိုတဲ့အခါမှာဆိုရင်ကျွန်တော်တို့ဟာဒီတင်နန်းကပေးခြင်းတဲ့ message ကိုလာတက်တဲ့တင်နန်းသူတင်နန်းသားတွေကကောင်းကောင်းရသွားဖို့လိုတယ်ပေါ့နော်အဲ့တော့သူတို့တွေကျွန်တော်တို့ပေးခြင်းတဲ့ message တွေကိုကောင်းကောင်းရဖို့ဆိုရင်ကျွန်တော်တို့သူတို့တွေဘယ်လိုမျိုးပံ့ပိုးပေးမလဲပေါ့နော်သူတို့တွေဘယ်လိုမျိုးတက်တောင့်တက်တာနဲ့ပေါ့နော်ရရှိသွားအောင်ကျွန်တော်တို့ဘယ်လိုမျိုးလုပ်ပေးနိုင်မလဲဆိုတာတွေကိုဒီတင်နန်းကနေပြီးတော့မှအများကြီးသိရရှိလိုက်တယ်လို့ကျွန်တော်တို့အဲ့လိုခံစားရတယ်ပေါ့နော်IDP ရာဆိုရှင်လုံခြုံရေးအခြေအနေကြောင့်မို့သူတို့ဟာဆိုဝေးလံခေါင်ဖျားတဲ့နေရာမှာတော်လကောင်းတာမွေမြို့ရွာနဲ့နေနေမှာတော့သူကရှောင်းသိမ့်နေထိုင်ကြတဲ့အချိန်မှာသူတို့အခြေအနေကိုနိုင်ငံတကာအဖွဲ့အစည်းတွေကုလသမဂ္ဂအဖွဲ့အစည်းတွေဆိုရှင်တချို့နေရာမှာအလွယ်တကူတွားရောက်ဖို့ခက်ခဲပါတယ်ဒီအချိန်မှာ data အတွင်း CCCM မိဖက်တွေကခန့်ခန့်တာအင်ပဒံအရေးကြီးပါတယ်ဒီတင်တန်းမှာဆိုရှင်တဲ့ data အတွင်းမှာရှိတဲ့မိဖက်ဖွဲ့စည်းရ CCCM တင်တန်းဆရာတွေအများပါပါတယ်သူတို့ဟာဆိုရှင်ဝေးလံခေါင်ဖျားပြီးတွားရောက်ဖို့ခက်ခဲနေရာမှာဆိုရှင်အလွယ်တကူသူတို့ဟာဒီ CCCM စင်ဝါတင်တော့လှုပ်ဆောင်နိုင်မယ်အမှရှိတဲ့ IDP နဲ့စကောင်းစီမံခန့်ခွဲလူတွေကိုကျွန်တော် CCCM အကြောင်းကိုပြောပြနိုင်မယ်ဆိုရှင် CCCM ရဲ့သဘောဖြစ်တဲ့လူတွေကဘေးကင်းလုံခြုံမှုနဲ့ဂုဏ်သိက္ခာရှိစွာနေနိုင်ရေးကိုပြောပြနိုင်မယ်နောက်တစ်ခုကဒီစခန်းမှာရှိတဲ့လူသားချင်းစာနာမှုလိုအပ်ချက်လေးကိုအချိန်နဲ့တပြေးညီနိုင်ငံတကာအဖွဲ့အစည်းတွေကိုတင်ပြနိုင်ပြီးမှဒီလူတွေကဆိုရင်ပိုပြီးဘေးကင်းလုံခြုံမယ်သူတို့ရဲ့ခံစားနေရဒုက္ခဝေဒနာကဖြေလျှော့သွားနိုင်မယ်နေသားတွေကိုကျွန်တော်ဝိုင်းဝန်းဖော်ထုတ်သွားနိုင်မှာဖြစ်ပါတယ်ခုကျမဒီ TOT တင်နန်းကနေရရှိတဲ့9ရက်တာတင်နန်းကနေပေါ့နော်ကျမပြန်ပြီးမှသစင်ဒီစခန်းတာဝန်ခံစခန်းကော်မတီတွေကိုလည်းငကိုသူတို့ရှိတာထပ်ပို့ပြီးစွမ်းဆောင်ရည်မြင့်တင်နိုင်အောင်ပေါ့နော်ကျမပြန်ပြီးမှဒီနရာကနေကျမတို့ပြန်ပြီးမှသစင်ပြန်လေဝေမျှပြီးလှုပ်ဆောင်သွားပါမယ်ဒီတင်တန်းပြည်လို့ရှိရင်ကျွန်တော် camp ထဲမှာတွားတဲ့အချိန်မှာခါတိုင်းလုံးနေကြအမြင်ဖွင့်လို့မဟုတ်ဘဲနဲ့ကျွန်တော်ရဲ့ knowledge change အထိပေါ့နော် knowledge change ကနေ skill မြင့်တင်တဲ့အဆင့်တွေကျွန်တော် camp လူထုတွေကိုတင်ပေးဖို့အစီအစဉ်ရှိတယ်ဒီတင်နန်းလေးပြီးသွားတဲ့အခါကျလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒီ scan တွေမှာတင်နန်းတွေပေါ့နော်လိုအပ်တဲ့ပုံမှန်မူတည်ပြီးတော့မှကျွန်တော်တို့တင်နန်းတွေပြီးသွားဖို့အစီအစဉ်တွေရှိပါတယ်လို့ဒီကနေဘာလိုမျိုးအကျိုးများရမလဲဆိုလို့ရှိရင်ပေါ့နော်စကန်တွေလူထုရောစကန်မှာစီမံအုပ်ချုပ်နေတဲ့သူတွေအပါအဝင်ပေါ့နော်စကန်စီမံခန့်ခွဲမှုဆိုတာဘယ်လိုဟာမျိုးလဲပေါ့နော်ဘယ်လိုမျိုးညှိနှိုင်းဆောင်ရွက်ကြမလဲဆိုတာကိုသူတို့အနေနဲ့ပို့လဲသိသွားမယ်ပို့ပြီးတော့နားလည်လာမယ်ပေါ့နော်အဲ့ဒီခါမှာစကန်တွေလူထုကလည်းပို့ပြီးတော့မှပူးပေါင်းပါဝင်ပြီးတော့မှဆောင်ရွက်လာနိုင်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့မျှော်လင့်ထားတယ်ပေါ့နော်ကောင်းမွန်တဲ့စီမံခန့်ခွဲမှုနဲ့အတူစကန်တွေပြည်သူလူထုအနေနဲ့လည်းပေါ့နော်သူတို့အနေနဲ့အကောင်းဆုံးနေစကန်မှာနေထိုင်စဉ်ကာလအတွင်းမှာပေါ့နော်အကောင်းဆုံးနေထိုင်နိုင်မှုရရှိနိုင်မှာဖြစ်ပါတယ်လို့